ဖြစ်ဖြစ်တွေဒီဘာမှမကြုံချင်လေးပဲကြုံရတယ်မချင်မထားတဲ့ခိုက်တဲ့မှာလူတွေငိုင်းမိသွားရတယ်ပြင်ဆင်ချိန်တောင်မရှိတော့ချိုးချိန်မှာမိုးတော့လီရောက်မဲ့ညိုနေရင်ရင်ဆိုင်နေ